Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ share လုပ်ပေးသွားမယ့်အကြောင်းအရာကတော့ကျွန်တော်ကို Telegram မှာလာပြီးတော့အမေးများနေတဲ့ Reward Game မှာငွေထုတ်ဖို့ဆိုလို့ရှိရင်ဘယ်လိုမျိုးဆောင်ရန်ရှောင်ရန်တွေသိထားရမလဲ Reward Game ကကျွန်တော်တို့ငွေတကယ်ထုတ်လို့ရတဲ့အကောက်ဖြစ်အောင်ဘယ်လိုမျိုးလှုပ်ဆောင်ထားရမလဲနောက်ပြီးတော့ Reward Game ကနေရောငွေတကယ်ထုတ်လို့ရရလားဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့မေးထားတဲ့သူတွေအတွက်ကျွန်တော်ဒီနေ့ပြန်လည်ပြီးတော့ share လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဖြည်းဖြည်းသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အမှန်တကယ်တော့ Reward Game ကနေပြီးတော့မှငွေထုတ်လို့ရအောင်လုပ်ဖို့အကောက်ဖြစ်ရမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးအကောက်ဖြစ်အောင်လုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ United States အကောက်ဖြစ်မှာရပါမယ် United States အကောက်မဖြစ်ရင်တော့မှကျွန်တော်တို့ Thailand အကောက်ဖြစ်နေရပါမယ်တခြားနိုင်ငံတွေကကျွန်တော်တို့ရာကောင်းရလိမ့်မယ်ဒါပေမဲ့သိကြတာကတော့ United States နဲ့ Thailand ကပို့ပြီးတော့သိကြပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အကောက်ကိုဒီ United States နဲ့ Thailand အကောက်ဖြစ်ဖို့ဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်ပြီးရင်ထပ်ပြီးတော့ရှင်းပြပေးမယ်နောက်တစ်ခုသူတို့မေးထားတာက Reward အကောက်ကတကယ်ရောငွေပေးသေးလားဆိုတော့တကယ်ငွေပေးပါတယ်သူတို့မေးချင်တာကကျွန်တော်အထင်ပေါ့နော် Reward ကိန်းကကျွန်တော်တို့စပြီးတော့ပေါ်ကားကြတော့ကဒီကာတွန်းပုံစံမျိုးလေးနဲ့ပေါ့နော်ကာတွန်းပုံစံမျိုးလေးနဲ့မို့ဒီ location ပုံစံမျိုးလေးနဲ့ပေါ့နော်နောက်ပြီးတော့မှကျွန်တော်ဒီလိုကာတွန်းပုံစံမျိုးလေးနဲ့ဖြစ်သွားတာပေါ့နော်ဒါကတော့သူတို့ရဲ့ logo အပြောင်းလဲပါပတ်စံကတော့တကယ်ပေးနေပါသေးတယ်เนาะတကယ်ကိုပေးနေပါသေးတယ်ဆိုတော့တကယ်မပေးသေးဘူးလို့ထင်နေတဲ့သူတွေအတွက်ကဘာလို့လဲဆိုတော့ကျွန်တော်ပြီးရင်ရှင်းပြပေးမယ်United States account နဲ့ Thailand account မဖြစ်လို့သူတို့ကတကယ်ငွေထုတ်လို့မရတာပေါ့နော်အဲ့လို account ဖြစ်ဖို့အတွက်ကိုကျွန်တော်ပြီးရင်ထပ်ပြီးတော့ရှင်းပြပေးပါမယ်အခုလောလောဆယ်တော့ကျွန်တော်ရဲ့ channel လေးနဲ့မိတ်ဆက်ပေးကြပါတယ်ကျွန်တော်ရဲ့ channel မှာက online ငွေရှာတဲ့နည်းပညာပိုင်းတွေကိုအခုလိုမျိုးတင်ဆက်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်ဒါကြောင့်ဝင်ရောက်ကြည့်ရှုအားပေးနေတဲ့ကိုဒီမရာကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပြသည်ဆိုလို့ရှိရင်တော့ subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုကြပါတယ်အခုလိုမျိုးအသစ်တင်တဲ့ဗီဒီယိုအသစ်တိုင်းသိရလို့လည်းဘေးနာ notification ခေါင်းလေးကိုပါနှိပ်ခဲ့ပေးဖို့တောင်းဆိုကြပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်ပါနော် Okay let's go နော်ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့တော့ကျွန်တော်ငွေထုတ်လို့မရတဲ့အကောက်ကိုကျွန်တော်ပြပေးပါမယ်အခုဒီမှာကျွန်တော်တို့ဒီအကောက်ဆိုလို့ရှိရင်တော့ဗောနော်ဒီအကောက်ကငွေထုတ်လို့လုံးဝမရပါဘူးဘာလို့လဲဆိုလို့ရှိရင်ဒါနိုင်ငံကြောင့်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီ W က4000ရှိနေပြီပေါ့နော်အဲ့ဒီ W 4000ဆိုလို့ရှိရင်ကျွန်တော်ငွေထုတ်လို့ရတဲ့အကောက်ဆိုလို့ရှိရင်ဒေါ်လာတွေအများကြီးထုတ်လို့ရနေပြီပေါ့နော်ဒါပေမဲ့ဒီအကောက်ကကျွန်တော်တို့ငွေထုတ်လို့မရပါဘူးဘာကြောင့်ထုတ်လို့မရလဲဆိုလို့ရှိရင်တော့အဲ့ဒီ coin လေးကိုကျွန်တော်တို့ဒီ W ဆိုတဲ့4000ပေါ့နော်ဒီအောက်က return ကိုနှိပ်လဲရတယ်ဒီ coin တော့မဟုတ်ကျွန်တော်ဒီ W 4000ကိုကျွန်တော်နှိပ်လဲရတယ်ပေါ့နော်အဲ့တစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီနေရာကကျွန်တော်တို့ဒီ region ပေါ့နော်ဒါငွေထုတ်တဲ့နေရာဖြစ်ပါတယ်ဒီနေရာမှာကကျွန်တော်တို့ငွေထုတ်လို့မရတဲ့အကြောင်းရင်းကိုကျွန်တော်အခုအသေးချာလေးပြပေးပါမယ်အသေးချာလေးလိုက်ကြည့်ပေးပါနော်ဒီအောက်ကိုကျွန်တော်တို့အသားလေးဆွဲသွားလိုက်ပါ line ကမကောင်းလို့ခဏလောက်ဆောင်ပေးပါနော်ဒီအောက်ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာE လို့တွေ့လိုက်မယ်အဲ့ဒီ E ဆိုတဲ့ငွေကြေးကကျွန်တော်တို့အတွက်ဟိုဝယ်လို့ရောင်းလို့အဆင်မပြေနေဘူးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒေါ်လာမဟုတ်တဲ့အတွက်ကျွန်တော်တို့ဒီ E ကကျွန်တော်တို့ဒီရောင်းလို့အဆင်မပြေနေသေးဘူးဒါပေမဲ့ Facebook မှာဒီငွေကြေးကိုဝယ်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်တော့ဒီအကောက်ကငွေထုတ်လို့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့တော်တော်များများကဒီငွေကြေးကိုဝယ်ရောင်းမလုပ်ကြပါဘူးဒေါ်လာပဲဝယ်ရောင်းလုပ်ကြတာပေါ့နော်တကယ်လို့ငွေထုတ်မယ်ဆိုလို့ရှိရင်ဒီ E ငွေကကျွန်တော်တို့အခုထုတ်လို့အဆင်မပြေနေဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ15ပေါ့နော်ဟိုထုတ်လို့ရနေပြီဒါပေမဲ့ payback ဒေါ်လာမဟုတ်တဲ့အတွက်ကျွန်တော်တို့ကထုတ်နေလို့အဆင်မပြေနေဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေရာကိုတစ်ချက်နှိပ်ကြည့်လိုက်ပါဒီမှာ coin အရေအတွက်နဲ့ဆိုလို့ရှိရင်ဒီမှာ3300ပေါ့နော်ကျွန်တော်ဒီအကောက်မှာက4931 5000နီးပါးတောင်ရှိပေါ့နော်ဆိုတော့အဲ့ဒီနေရာလေးကိုကျွန်တော်ထုတ်မယ်ဆိုလို့ရှိရင်တစ်ချက်နှိပ်ကြည့်လိုက်ပါဒေါ်လာမဟုတ်တဲ့အတွက်ကျွန်တော်ထုတ်လို့ကလုံးဝအဆင်မပြေပါဘူးပြီးတော့ဒီဆိုတဲ့ဒီငွေကြေးကထုတ်မယ်ဆိုရင်တော့မှသူကရက်ချင်းတွေပြတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော်ကျွန်တော်အခုပြထားတဲ့နေရာမှာ29ရက်ဒီ2025 2နာရီ PM မှာကျွန်တော်တို့ကထုတ်ရမယ်လို့ပြောထားတယ်ဒါပေမဲ့အခုဒီနေ့ကဒီ26ရက်မနက်ဖြန်29မနက်ဖြန်29ရက်ဒီ2025 2နာရီ PM မှာဝင်သူပြတဲ့အတိုင်းဝင်ထုတ်မယ်ဆိုလို့ရှိရင်နောက်ထပ်တစ်နေ့ကိုပြောင်းသွားပါပေါ့နော်ဆိုတော့အဲ့အကြောင်းမလို့ဒီအကောက်ကဒါငွေထုတ်လို့မရတဲ့အကောက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ငွေထုတ်လို့ဘာကြောင့်မရရလဲဆိုတာကိုဟိုနားလည်သွားပြီလို့ထင်တယ်နောက်ထပ်ပြီးတော့ရှင်းပြချင်တာကဒီအကောက်ကကျွန်တော် United States မဟုတ်တဲ့အတွက်ကြောင့်ပေါ့ Thailand လည်းမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ E ငွေကြီးဖြစ်နေတာပေါ့နော်တကယ်လို့ United States အကောက်ဖြစ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒေါ်လာဖြစ်နေမယ်PayPal လို့ပြနေမှာပေါ့နော် PayPal နဲ့ထုတ်လို့ရတဲ့အကောက်ဖြစ်နေမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ Thailand အကောက်ဆိုလို့ရှိရင်လည်း BAT နဲ့ထုတ်လို့ရတဲ့အကောက်ဖြစ်နေမယ်ပေါ့နော်True Money နဲ့ထုတ်လို့ရတဲ့အကောက်ဖြစ်နေလိမ့်မယ်ဒါကြောင့်မလို့ဒီငွေကြေးကတော့ကျွန်တော်တို့အသုံးမဝင်ဘူးပေါ့နော်ဒါကြောင့်မလို့ဒီ coin တွေရလေအလကားပဲပေါ့နော်ဘာမှအသုံးမဝင်ပါဘူး Okay ကျွန်တော်တို့ကငွေတကယ်ထုတ်လို့ရတဲ့အကောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တစင်ချင်းတွေအခုထပ်ပြီးတော့ပြပေးပါမယ်နော် Okay ကျွန်တော်တို့ဒီပထမဦးဆုံးဒီပတ်စံရတဲ့အကောက်ပေါ့နော်မပြပေးခင်မှာကျွန်တော်တခုပြောချင်တာကဒီ WeWeb ဆိုတဲ့ game ကကျွန်တော်တို့ဒီ Play Store မှာရှာလို့မရတော့ဘူးပေါ့နော်တချို့ဖုန်းတွေဆိုလို့ရှိရင်တော့ရာကောင်းရနိုင်ပါသေးတယ်ဒါပေမဲ့ဖုန်းတော်တော်များများကတော့ Play Store မှာဒီ WeWeb ဆိုတဲ့ game ကိုလုံးဝရှာလို့ download မရတော့ပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဒီ WeWeb ဆိုတဲ့ game ကို download ရန်အတွက်ပေါ့နော် link ကိုကျွန်တော်ရဲ့ Telegram channel မှာကျွန်တော် link ချပေးထားပါမယ်ကျွန်တော်ရဲ့ Telegram channel ကိုဝင်ပြီးတော့မှ join ပြီးတော့မှပေါ့နော်ဒီတစ်ချက်လောက် down လိုက်ကြပါနော်ကျွန်တော် download အတွက် link ပေးထားပါမယ်ကျွန်တော်ရဲ့ Telegram ကကျွန်တော်ဘယ်လိုရှာရမလဲဆိုလို့ရှိရင် Telegram search bar မှာပေါ့နော်LCK 69626ဆိုပြီးတော့ရိုက်ချလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ public ကျွန်တော်ရဲ့ Telegram channel ပေါ့နော်အဲ့ဒီ channel မှာပေါ်လာပါလိမ့်မယ်အဲ့ဒီ channel ထဲမှာကျွန်တော် link ပေးထားပါမယ်အဲ့ဒီထဲကနေမှတစ်ဆင့်ဝင်တောင်းလိုက်ပါနော် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ down ပြီးပြီပဲဆိုပါစို့နော်
down မိပြီဆိုလို့ရှိရင်ကျွန်တော်ဒီ reverse ဆိုတဲ့ gain လေးကိုကျွန်တော်တို့စပြီးတော့သုံးမယ်ဆိုလို့ရှိရင်VPN လေးခံပြီပေါ့နော်ကျွန်တော်ခုနကပြောတဲ့အတိုင်း US ပေါ့နော် United States VPN ခံမခံလို့ရှိရင် Thailand VPN ခံပေါ့နော်အဲ့လို VPN ခံပြီးတော့မှကျွန်တော်ဒီအကောက်ကိုဝင်ပြီပါတချို့ဖုန်းတွေကကြတော့ VPN ခံလို့မရပါဘူးVPN မခံလို့မရတဲ့ဖုန်းတွေကြတော့ VPN မခံမနဲ့ဒီတိုင်းဝင်ပြီပေါ့နော်ဒါပေမဲ့ရွေးတဲ့နေရာမှာတော့ကျွန်တော်တို့တေချာလေးလိုက်ပြီးတော့ရွေးပြီးမှရပါမယ်နော်ဒါဆိုရင် VPN ခံလို့ရတဲ့ဖုန်းကခံလို့မရတဲ့ဖုန်းက VPN မခံနဲ့ပေါ့နော် Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုကျွန်တော်အကောက်ဖွင့်ဖွင့်လေးကိုတေချာလေးထပ်ပြီးတော့ပြပြပါမယ်နော်Okay ဒီကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ login လုပ်ပြရမှာပေါ့နော် login ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာနိုင်ငံတွေရွေးလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ဒါအလံလေးပေါ့နော်နိုင်ငံအလံလေးဖြစ်ပါတယ်ကျွန်တော်တို့ကနိုင်ငံကိုရွေးမယ်ဆိုလို့ရှိရင်ဒီခဲတံပုံစံလေးကိုတစ်ချက်ထောက်ပေးလိုက်ပါနော်ထောက်ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနိုင်ငံတွေအများကြီးရှိပါတယ်အဲ့ဒီနိုင်ငံတွေထဲကမှကျွန်တော်ကဒီ United States ကိုကျွန်တော်ရှာမှာဖြစ်ပါတယ်ခင်ဗျာOkay ဒီကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ United States ပေါ့နော် United States ကိုကျွန်တော်တို့တစ်ချက်ရွေးပေးလိုက်ပါပြီးလို့ရှိရင်တော့ကျွန်တော်တို့ next ကိုဆက်ပြီးတော့သွားပေးလိုက်ပါနော်Okay ဒီကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ email နဲ့ပေါ့နော် sign in with Google နဲ့ဝင်လို့ရတယ်လို့ကို့မှာဒီ email address ရှိရဆိုလို့ရှိရင်လည်း email address နဲ့ဝင်လို့ရပါနော်ပြီးလို့ရှိရင်ကျွန်တော်တို့ Facebook နဲ့လည်းချိန်ပြီးတော့ဝင်လို့ရပါတယ်ကျွန်တော်ကတော့ထုံစံအတိုင်းပဲ sign in with Google နဲ့ပေါ့နော် Google account နဲ့ဝင်မှာဖြစ်တဲ့အတွက်ဒီ sign in with Google ကိုကျွန်တော်နှိပ်ပြီးတော့တစ်ချက်သွားလိုက်ပါမယ်နော်Okay ဒီကိုရောက်ပြီဆိုရင်တော့ကျွန်တော်ကဒီမှာ Gmail account တစ်ခုပေါ့နော်ကျွန်တော်ချိတ်ဆက်အသုံးပြုမဲ့ Gmail account တစ်ခုကိုကျွန်တော်နှိပ်ပြီးတော့ဝင်လိုက်ပါမယ်ကျွန်တော်ရဲ့ equity မှာတွေမိတ်ဆွေတွေကလည်းကိုအသုံးပြုမဲ့ Gmail တစ်ခုကိုရွေးပြီးတော့ကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါနော် access ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါအောက်ကပေါ့နော် access ဆိုတာကိုနှိပ်ပြီးလိုက်ကျွန်တော်ကအခု VPN ခံထားတာကကျွန်တော် United States server ရတဲ့ VPN ကျွန်တော်ခံထားပါတယ်ကျွန်တော်သုံးတဲ့ VPN ကကြတော့ကျွန်တော် Express VPN ပေါ့နော်အဲ့ဒါကိုကျွန်တော်ကဒီ United States server နဲ့ကျွန်တော်ခံပြီးတော့သုံးပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကုတ်ထည့်ပေးရမှာပေါ့နော်refer code ပေါ့နော်အဲ့ဒီ refer code ကိုထည့်မှာဒါကျွန်တော်တို့ကဒီ coin တွေပေါ့နော်ဝင်တဲ့အချိန်မှာ coin free ရမှာပေါ့နော် refer code ကိုတော့ဒီမှာကျွန်တော်ကုတ်ထည့်ရန်ဆိုပြီးတော့ကျွန်တော် video ပေးမှာကျွန်တော်ချပေးထားပါမယ်အဲ့ဒီကုတ်ကိုထည့်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့လည်းကွန်ရကျွန်တော်လည်းကွန်ရပါတော့ဆိုတော့နှစ်ဦးနှစ်ဘက်အဆင်ပြေတဲ့အတွက်ကြောင့်မလို့ဒီမှာကုတ်ကလေးကိုကျွန်တော်တို့ရေးပြီးတော့ပေါ့နော်ဒီကုတ်ကိုရေးပြီးတော့ကျွန်တော်တို့ဒီ claim my refer request ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်ပါနော်အဲ့လိုမျိုးနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်နှစ်ဦးနှစ်ဘက်အဆင်ပြေတာပေါ့နော် Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနားလေးမှာကျွန်တော်အခုဗီဒီယိုဘေးနားမှာရေးပေးထားတဲ့ကုတ်ကလေးကိုထည့်လိုက်ပါနော် Okay ဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ဆင့်ဆက်သွားမယ်ဒီလိုမျိုးအဆင့်ထပ်ပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အောက်က continue ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါနော်အဲ့လိုနှိပ်ပြီးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့စာမျက်နှာကိုရောက်သွားပါလိမ့်မယ်နော်နောက်ထပ်ထပ်ပြီးတော့ပေါ်လာခဲ့လို့ရှိရင်ကျွန်တော်တို့ဒီမှာအမှန်ချက်ကလေးတွေတစ်ချက်ချစ်ပေးလိုက်ပါပြီးလို့ရှိရင် continue ဆိုတာလေးကိုထပ်ပြီးတော့ကျွန်တော်နှိပ်ပေးလိုက်ပါနော်ခုနကကျွန်တော်တို့ဒီအမှန်ချက်ကလေးတွေမချစ်ပေးလိုက်လို့ဆိုတာထပ်ပြီးတော့ပေါ်လာတဲ့ပေါ့နော်Okay ပြီးလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီသူ့ရဲ့ reward gain ကနေပြီးတော့မှာပေါ့နော်ဒီ welcome ကြိုးဆိုပါတယ်ဘာညာကိုသူကရေးထားတာပါဆိုတော့ကျွန်တော် let's go ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါနော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ပတ်စံတကယ်ထုတ်လို့ရတဲ့အကောက်ဖြစ်မဖြစ်ကိုကျွန်တော်ကြည့်ဖို့အတွက်ဒီ return ဆိုတဲ့နေရာကိုကျွန်တော်နှိပ်ပြီးတော့လာလိုက်ပေါ့နော် return ဆိုတဲ့နေရာကိုနှိပ်ပြီးလာလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာPayPal ဆိုတာလေးကိုကျွန်တော်တို့ပေါ်သွားတာတွေ့ရလိမ့်မယ်ဒီမှာဒေါ်လာပုံစံမျိုးလေးနဲ့ပေါ့နော်10 ပြီးလို့ရှိရင်ဒီမှာ PayPal ပေါ့နော်ဆိုတော့အဲ့ဒါမျိုးလေးပေါ်သွားလိမ့်မယ်အဲ့လိုမျိုးပေါ်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီ1000ပြည့်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာ$10စပြီးတော့ထုတ်လို့ရတယ်ပေါ့နော်ဆိုတော့ခုနကဆိုလို့ရှိရင်ဒါ e ငွေပေါ့နော်e ပုံစံနဲ့အခုဆိုလို့ရှိရင် s ပုံစံနဲ့ဒေါ်လာနဲ့ဒီမှာ PayPal လည်းပေါ်သွားပြီပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒါပတ်စံထုတ်လို့ရတဲ့အကောက်ဖြစ်သွားပြီပေါ့နော်အဓိကကျွန်တော်တို့ကျွန်တော်ပြောတာနားမလည်ဆိုလို့ရှိရင်နည်းနည်းလေးအနောက်ကိုပြန်ရေးကြည့်လိုက်ပေါ့နော်နားမလည်စရာအကြောင်းလည်းမရှိဘူးလို့ကျွန်တော်ထင်ပါတယ်ဘာလို့လဲဆိုတော့ဖွင့်တာလွယ်လွယ်လေးပါပတ်စံရဖို့အကောက်ဆိုလို့ရှိရင်ကျွန်တော်တို့ VPN ခံပြီးတော့ United States ဖြစ်ဖို့အကောက်လိုတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အကောက်ဝင်တဲ့အချိန်မှာဒီနိုင်ငံရွေးရတဲ့အချိန်မှာ United States နိုင်ငံကိုရွေးပေးဖို့လိုရတယ်ပေါ့နော်ဒါမှကျွန်တော်တို့အခုလိုမျိုးပတ်စံထုတ်လို့ရတဲ့အကောက်ဖြစ်မှာပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ပတ်စံထုတ်လို့ရတဲ့အကောက်မဟုတ်ဆိုလို့ရှိရင်ကျွန်တော်ခုနကရှေ့ကပြခဲ့တဲ့အကောက်တစ်ခုလိုမျိုးcoin တွေ W တွေအများပြီမဲ့လေကျွန်တော်တို့ငွေထုတ်လို့မရဘဲနဲ့ကိုဒီ short ထားသမျှအကုန်ဆုံးရှုံးသွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒီ gain ဆော့ပုံစော်နည်းကိုကျွန်တော်မရှင်းပြတော့ဘူးဒီဗီဒီယိုမှာပေါ့နော်ကျွန်တော်အရင်တုန်းကကျွန်တော်ရဲ့ channel မှာဒီအကောက်ဖွင့်နည်းတွေဆော့ပုံစော်နည်းကိုကျွန်တော်ရှင်းပြထားတာရှိတယ်ဆော့တာတော့ဘာမှမခက်ဘူးလမ်းလျှောက်ပြီးတော့ coin တွေတက်မယ်အဲ့ဒီတက်တဲ့ coin တွေကိုကျွန်တော်တို့ကဒီယူမယ်ပေါ့နော်W တွေတက်သွားမယ်အဲ့ဒါပါပဲကျွန်တော်ဘာမှမခက်ဘူးဒါပေမဲ့အပြည့်အစုံသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel ထဲမှာအဲ့ဒီဗီဒီယိုတင်ပေးထားပါတယ်လမ်းလျှောက်ရင်းနဲ့ငွေရတဲ့ gain ပေါ့ဆိုတော့ကျွန်တော်တင်ပေးထားတာရှိပါတယ်အဲ့မှာပြန်ပြီးတော့ share ကြည့်လိုက်ပါနော်ဆိုတော့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေ့ဒီငွေကျွန်တော်အမေးများနေတယ်ပေါ့နော်ဒီ gain ကတကယ်ဆော့လို့ရမရပြီးလို့ရှိရင်ငွေတကယ်ထုတ်လို့ရမရဆိုတာနဲ့ပတ်သက်ပြီးတော့မေးထားတဲ့သူတွေအားလုံးပဲရှင်းလင်းသွားပြီလို့ကျွန်တော်ထင်ပါတယ်။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲကျွန်တော်ဒီ gain ကနေပြီးတော့မှပတ်စံနေများများရှာနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းထပ်ပြီးတော့တောင်းပေးလိုက်ပါတယ်။ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဗီဒီယိုလေးကတစုံတရာအကျိုးရှိတယ်ကိုယ့်အတွက်အသုံးဝင်တယ်ဆိုလို့ရှိရင်တော့ like လေးတစ်ယောက်တစ်ချက်နဲ့ comment ကလေးတစ်ယောက်တစ်ခုလောက်မှန်ပေးခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်။ See you ဒါဆိုရင်တော့နောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။